ဒီစကလုံးတွေကိုဒီနေ့ခေတ်ကလေးတွေကြားထဲမှာရောနောက်တစ်ခု social media ပေါ်မှာရောအားလုံးမြင်ဘူးကြားခုပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီစကလုံးတွေရဲ့ meaning ကဘာတွေလဲဘယ်လိုမျိုးအခြေအနေမှာဘယ်လိုတိုက်ပဲနဲ့သုံးကြရလဲဆိုတော့သိပြီးကြပြီလားမသိရသေးဘူးဆိုလို့ရှိရင်တော့အခုဗီဒီယိုဆက်ပြီးတော့ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါ enjoy by Ryan မှာကြိုဆိုပါရစေကျွန်တော်က Ryan ပါဒီနေ့မှာတော့ဒီနေ့က generation Z ရဲ့ကြားမှာtrend ဖြစ်နေတဲ့ဒီ English slang 5ခုကိုကျွန်တော် share လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်ကြရအောင်Okay ပထမဆုံးစလုံးကတော့ lit ဒီစကားလုံး lit ပါlit ကတဲ့အတိတ်ပဲကကြတော့ဘယ်လိုမျိုးလဲဆိုရင်အရန်ကောင်းတယ်အရန်မိတ်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါတယ် For example that game was so lit အဲ့ဒီ game ကအရန်မိတ်တာပဲဆိုပြီးတော့အခြေအနေမျိုးတွေမှာသုံးပါတယ်not ခုကကြတော့ slay ပါ slay ကကြတော့တခုခုကိုအောင်မြင်နဲ့လုပ်ခဲ့နိုင်တယ်အရန်ကောင်းမှုဆိုတာပါနော်ကောင်းကောင်းလုပ်ခဲ့နိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါတယ် So for example our team really slayed in that match အဲ့ဒီပွဲမှာငါတို့အသင်းဟာ share ကြမ်းခဲ့တာလေ share ဝုန်းခဲ့တာဆိုတဲ့ဖြစ်ပေါ့နော်အဲ့ဒီမျိုးချင်းတွေမှာသုံးပါတယ် not ကတော့ cringe cringe ဆိုတာကကြတော့တခုခုပေါ့နော်ဦးကြောင်ကြောင်နိုင်တဲ့အရာမျိုးဒါမှမဟုတ်ဟိုဆက်ဆရာကောင်းသွားတဲ့ဖြစ်ချေမျိုးတွေမှာသုံးတယ်ပေါ့နော်so for example I commented something weird and now I feel so cringe like that တော့တခုခုကကိုယ့်ရဲ့ဥပပုံစံပဲဖြစ်တော့ကိုခံစားရတဲ့အရာမျိုးပေါ့နော်ဦးကြောင်ကြောင်နိုင်တယ်လို့ခံစားရတာမျိုးဒါမှမဟုတ်ဆက်ဆရာကြီးလို့ခံစားရတဲ့အချိန်မျိုးမှာ cringe နဲ့သုံးလို့ရပါတယ် not ခုကကျတော့ risk ပါrisk ကကြတော့ဆွဲဆောင်မှုရှိတာနောက်တစ်ခုကကြတော့တစ်ခုခုကိုလွယ်လွယ်ကူကူဆွဲဆောင်နိုင်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးကို risk လို့ပြောသုံးပါတယ်ဒီစကားလုံးကလည်းတော်တော်လေးအသုံးရတာကိုတွေ့ရပါတယ် so for example she has natural risks သူမှာတဘာဝအတိုင်းဆွဲဆောင်မှုရှိတယ် not ခုကကြတော့ could ပါဒီကတော့တော်တော်များများသုံးနေရှိတဲ့စကားလုံးမှာဒီနေ့ခေတ်မှာလည်းအရင် trend ဖြစ်နေပေါ့နော်could ကကြတော့ဒီတခုခုမှာကွာဟိုမားသွားတာမျိုးတော့ဟုတ်ရင်လည်းတခုခုအကြောင်းမလို့အားတော့သွားပြီပဲဆိုတဲ့အခြေအနေမျိုးတွေမှာသုံးတယ်ပေါ့နော် For example if we miss this deadline we are could like thatနောက်တစ်ခုကကျတော့တခုခုကိုအရန်ပင်ပန်းသွားပြီဆိုတဲ့အနေအမျိုးနောက်တစ်ခုကကိုထပ်ပြီးတော့မလုံနိုင်တော့ပင်ပန်းသွားပြီဆိုတဲ့အခြေအနေမျိုးမှာလည်း could ကိုသုံးပါတယ်ဆိုရင်တော့ဒီ slang ကိုနားလည်တော့မယ်လို့ထင်ပါတယ်အဲ့တော့ဒီ slang ကိုတည်းကဘယ် slang ကိုအကျိတ်ဆုံးလဲဆိုတဲ့ဟာကို comment မှာရေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အဲ့တော့ကျေးဇူးတင်ပါတယ်